မိတ်ဆွေကဂိမ်းဆော့ရင်လောင်တက်တယ်သူဆိုရင်ဒီဗီဒီယိုအဆုံးထိကြည့်ပါကျွန်တော်ကြုံတွေ့ခဲ့တဲ့ဖြစ်ရမှန်နေနဲ့ကျွန်တော်ကိုတွေ့အကြောင်းအရာတွေကိုကျွန်တော်ပြောပြပေးပါမယ်အဲ့တော့ထုံးတဲ့နိုင်မဲ့ကျွန်တော်ဘယ်သူကြောင့်မှမပြောပါဘူးကျွန်တော်အကြောင်းပဲကျွန်တော်ပြောပါမယ်အရင်ကျွန်တော်2018 2019လောက်ကကျွန်တော်ဂိမ်းအရန်ဆော့ခဲ့ပါတယ်အဲ့တော့ဘာဂိမ်းဆော့လဲဆိုတော့ကျွန်တော်မိုဘိုင်းလီယာကိုဆော့တာပါမိုဘိုင်းလီယာဆော့တော့အဲ့ဒီအချိန်မှာတော့ကျွန်တော်ကောင်းကောင်းမဆော့ရဘူးဟိုကနှစ်လေးဒီကနှစ်လေးနဲ့ဆော့ခဲ့တယ်ဒါပေမဲ့ဖြည်းဖြည်းချင်းပြိုင်ပွဲတွေပေါ်လာတယ်M2 တွေခေရောက်နေတဲ့အချိန်ပေါ့အဲ့ဒီအချိန်ကာလမှာကျွန်တော်တို့တခြားဆော့တယ်တခြားဆော့လာပြီးဂိမ်းကိုနည်းနည်းနားလည်လာတဲ့အချိန်မှာကျွန်တော်တို့အရန်နိုင်ကျင်တာရန်နိုင်ကျင်တော့ကိုယ့်ဘက်ကစိတ်ထိုးတာမျိုးပဲဖြစ်ဖြစ်လိုင်းမကောင်းတာမျိုးပဲဖြစ်လာပြီဆိုရင်ကျွန်တော်တို့အရန်နေဒေါသတွေထွက်စိတ်တွေတိုးပြီးတော့ဖုန်းတွေလွှတ်ပစ်တဲ့အထိဖုန်းတွေရိုက်ခွဲတဲ့အထိအဲ့လိုပုံစံမျိုးအထိကျွန်တော်ဖြစ်ခဲ့ဘူးလေကျွန်တော်ကတော့ဘယ်လိုပြောရမလဲကျွန်တော်ထက်ဆိုးတဲ့တကယ်ချင်းတွေကိုကျွန်တော်ပြောပြမယ်ကျွန်တော်ထက်ဆိုးတဲ့တကယ်ချင်းတွေဆိုရင်သူဂိမ်းဆော့နေရတဲ့သူ့ဘက်ကကောင်ကစိတ်ထိုးတာဖြစ်ဖြစ်လိုင်းကြတာမျိုးပဲဖြစ်သွားပြီဆိုရင်သူဆော့နေတဲ့ဖုန်းကိုသူဒူးနဲ့ဆောက်နေထိလုပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆိုရင်ကျွန်တော်ဆော့အနေနဲ့လိုင်းမကောင်းတာမျိုးတွေဖြစ်လာပြီဆိုရင်ဖုန်းကိုကျွန်တော်လွှတ်ပစ်လိုက်တဲ့အထိကျွန်တော်လုပ်တယ်ကျွန်တော်ဖုန်းကြီးလွှတ်ပြပြီးကမှဖုန်းပြန်ကောက်တယ်ပေါ့ဗျာဖုန်းပြန်ကောက်ပြီးတော့ပြန်ဆော့အဲ့လိုပုံစံမျိုးတွေပေါ့အဲ့ဒီဟာအချိန်ရောက်ထိကမဆိုးပြောလို့ရတယ်ဗျာဒါတွေကထားလိုက်အောင်သိမကြည့်ဘူးပေါ့အကြီးမားဆုံးကတော့ဗာလဲဆိုတော့မိဖကိုပြန်ပြောမိတာတခါလေမှကျွန်တော်တို့ဂိမ်းဆော့နေတယ်မိတ်ဆွေလည်းကြုံမှာပေါ့တခါလေမှကျွန်တော်တို့ဂိမ်းဆော့နေတယ်မိဘတွေအလုပ်ခိုင်းတယ်ငါသားအမေဒါလေးလုပ်လေးပါအောင်လုပ်ပြီးပါအောင်လို့ပြောချင်ဟာမေတို့ကလည်းဒါပဲလာခိုင်းနေကြတာပဲဒီအလုပ်ပဲလာခိုင်းနေကြပါဂိမ်းဆော့အလုပ်ခိုင်းပြီပေါ့မိဘတွေပြန်ပြောဖြစ်တယ်ကျွန်တော်ပြန်တွေးကြည့်လိုက်မယ်ကျွန်တော်ဒီဂိမ်းဆော့လို့ကျွန်တော်ဘာမှဖြစ်မသွားဘူးဒီဂိမ်းမရှိတော့ရင်လည်းကျွန်တော်နောက်ဂိမ်းထပ်ပြောင်းဆော့ပါမယ်ဒါပေမဲ့မိဘမရှိတော့ရင်ကျွန်တော်တို့ဒုက္ခရောက်နေတယ်နော်ကျွန်တော်အဲ့ဒါမတွေးပြီးခဲ့ဘူးအဲ့တော့ဘယ်လိုပြောရမလဲဘယ်ဟာတမိုးရှိရလဲဘယ်ဟာကိုရေးပါတာလဲဘယ်ဟာကိုရေးပေးရမလဲဆိုတော့ကျွန်တော်တို့မသိခဲ့ဘူးအဖြစ်ဖြစ်နဲ့အဲ့လိုတငယ်ချင်းတွေလည်းအဆက်တွေပြက်လာတယ်အရင်တငယ်ချင်းတွေဒီဖုန်းခေါ်လိုက်စားဖို့လိုက်လုပ်တဲ့အချင်းကနေပြီးတော့နောက်ပိုင်းမှာတကယ်ချင်းနေနဲ့လည်းအဲ့လိုဖုန်းမပြောပြတော့ဘူးအဲ့လိုအများထန်အားရင်ဂိမ်းမဲဆော့တယ်အဲ့လိုပုံစံမျိုးတွေပဲလုပ်ဖြစ်လာတယ်နောက်ပိုင်းကျတော့အားလာလေဒီဂိမ်းပေါ်မှာအဲ့လိုအာယုံစိုက်လေးပို့ပြီးတော့ဒိုင်းချင်းလေးဒေါသတွေဖြစ်လေးဆဲတာလေးဆိုတာလေးအဲ့လိုလုပ်တက်လာတယ်အဲ့တော့နောက်ပိုင်းကျွန်တော်ဘာလို့တော့ပြသတိထားမိလဲဆိုတော့ကိုယ့်ကိုဒေါသဖြစ်နေတယ်ဆိုတော့ကျွန်တော်သတိထားမိတယ်နောက်ပြီးတော့ကျွန်တော်ဘာလို့တွေ့တာလဲဆိုတော့ကျွန်တော်ကိုယ့်ကိုပြန်မေးတယ်ပေါ့အဲ့ဒါဘာမေးရလဲဆိုတော့ငါဒီဂိမ်းကို pro player လိုက်ထည့်ဒီတကယ်သွားနိုင်အောင်ဆော့မှာလားဒါမှမဟုတ်အပြိုဆော့မှာလားဆိုတဲ့မေးခွန်းကိုကိုယ့်ကိုပြန်မေးအဲ့တော့ကိုယ့်ကိုပြန်ပြီးတော့ကျွန်တော် pro player လိုက်ကိုလည်းကျွန်တော်စိတ်ဝင်စားတော့ငါအပြိုပဲဆော့ပါပဲဆိုတော့ကျွန်တော်အဖြည်းဖြည်းနဲ့ကျွန်တော်ဒီ game ကိုအပြိုဆော့ပြလာတယ်ဆော့ပြလာအပြိုဆော့ပြတဲ့အချိန်မှာဘာတွေလုပ်လို့ရလာလဲဆိုတော့နောက်ပိုင်းဘာတွေရှိလာလဲဆိုတော့mobile legend နဲ့ပတ်သက်တဲ့ diamond ပေးတာတွေဒီဗီဒီယိုတွေ diamond ရတာတွေပတ်စံရတာတွေဖြစ်လာတော့ကျွန်တော်အဲ့ဒါလုပ်ကြည့်တယ်ကျွန်တော်ပတ်စံတော့မရခဲ့ဘူးပေမဲ့ဘယ်ပြောရမလဲdiamond တွေတော့ကျွန်တော်ရခဲ့ဘူးတယ် diamond တွေကိုမထည့်အောင်ပေါ့နော်အဲ့တော့ diamond တွေလကားရတယ်အဲ့လိုနဲ့ကျွန်တော်ဗီဒီယိုတွေတင်တယ်နောက်ပိုင်းနဲ့ကျွန်တော် game တွေပါအဆက်ပြည့်ပြီးတော့ game နဲ့ဝေးသွားတယ်ပေါ့ဒါပေမဲ့အခုထိကျွန်တော်ဆော့ပြသေးတယ်ဒါပေမဲ့အရင်လိုကျွန်တော်အမြဲတမ်းနေတိုင်းတော့မဆော့ပြဘူးကျွန်တော်တခါဒီမှာ3လလောက်ဆော့3လလောက်မဆော့ဘဲနေလိုက်1လလောက်ပြန်ဆော့လိုက်အဲ့လိုမျိုးနဲ့ကျွန်တော်ဆော့ပြလာတယ်အခုချိန်မှာဆိုတော့ AC ပဲကျွန်တော်ငယ်ငယ်နဲ့ဆော့တယ်သူတို့ကလည်းအရင်လို series ထားပြီးတော့တခြားမဆော့ပြတော့ဘူးအဲ့လိုစားလိုက်နောက်လိုက်နဲ့ဆော့တယ်ကျွန်တော်အခုချိန်မှာဆော့ရင်တယောက်ထဲတောင်မဆော့ပြတော့ဘူးကျွန်တော်ငယ်ချင်း1ယောက်ဒါမှမဟုတ်2ယောက်3ယောက်4ယောက်5ယောက်အဲ့လိုပဲဆော့တာများတယ်အခုချိန်မှာကတော့ကျွန်တော်တို့နိုင်ဖို့ထက်ကျွန်တော်ငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးဆော့ဖို့လောက်ပဲဦးစားပေးတာဆိုတော့ဂိမ်းဆော့လို့လောင်နေဆိုတာကမရှိတဲ့လောက်ကိုရှသွားပြီကျွန်တော်ငယ်ချင်းတွေလည်းအခုချိန်မှာရင်တော့ဆဲဆိုးပြီးတော့ဖြစ်နေကြရင်ပဲအခုချိန်မှာအေးစစ်စစ်နဲ့ပဲသူတို့ဆော့ကြတယ်တခါလေးပဲကျွန်တော်ဆေးထိုးလိုက်တယ်ဆိုလဲသူတို့စိတ်မဆိုးဘူးသူတို့ဆေးထိုးတယ်ဆိုလဲကျွန်တော်စိတ်မဆိုးဘူးအေးစစ်စစ်နဲ့ကျွန်တော်ဆော့ပြသွားပြီပေါ့ကျွန်တော်ပြောချင်တာကဂိမ်းဆော့ပြီးတော့ကျွန်တော်တို့အရန်ကြီးပူလောင်းနေမယ်အစားကျွန်တော်တို့ကိုယ့်ကိုမေးခွန်းပြန်မေးပါငါ pro player ဖြစ်ချင်တာလား pro player ဘာမှမဟုတ်ရင်တို့ကအပျော်ပဲဆော့ပါလားအပျော်ဆော့မှာဆိုတော့ကျွန်တော်တို့ဒေါသကြီးထွက်နေတယ်မလိုဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့ဟိုမှာဂိမ်းဆော့နေနဲ့မိဘလာခိုင်းတယ်ဆိုတော့မှကျွန်တော်တို့တွားလုပ်ပေးလိုက်နောက်ပြီးမှဂိမ်းပြန်ဆော့လိုက်တဝဲရှုံးဆိုတာကျွန်တော်ဘာမှမဖြစ်ဘူးဗျာဒီလားကျဲတလုံးကြတော့ကျွန်တော်တို့ပြန်ပြီးတော့ရှာလို့ရတယ်ဒါပေမဲ့မိဘမရှိတော့ရင်ကျွန်တော်တို့မိဘခိုင်းတဲ့အတန်တော့မှကျွန်တော်တို့ချားနိုင်တော့မှာမဟုတ်ဘူးအဲ့တော့မိဘကိုတန်ဖိုးထားပါမိဘကိုချစ်ပါမိဘကိုပို့ပြီးတော့ဂိမ်းထက်ပို့ပြီးတော့ဦးစားပေးပါလို့ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကတော့ pro player လိုက်ကိုသွားမဲ့လူတွေပေါ့ pro player လိုက်ကိုသွားမယ်ဆိုရင်ကိုနဲ့စိတ်ချင်းတူမဲ့လူတွေကိုနဲ့လက်ရည်တူမဲ့လူတွေကိုစုပြီးတော့ကျွန်တော်တို့စကွက်ဖွဲ့ပြီးတော့ချင်းပြန်ဆော့ကိုလက်ရည်တွေတက်လာပြီဆိုကျွန်တော်တို့ပြိုင်ပွဲတွေထိဝန်းပြိုင်ဟိုလိုနိုင်ငံကိုသားပြည်လောက်တဲ့အထိကျွန်တော်တို့စူးစမ်းဖို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ UPG ကတော့ဟုတ်ကဲ့ကိုရပြီးသွားပြီ UPG ဆော့မှာဆိုရင်လည်း UPG ကိုတကယ်ခွန်ယူရလောက်တဲ့အထိနိုင်ငံကိုသားပြည်လောက်တဲ့အထိကျွန်တော်တို့ဆော့ပါတကယ်ကျွန်တော်တို့လို pro player လိုက်မှာမဟုတ်ဘူးကျွန်တော်အပျော်ပဲဆော့ပါဆိုဘယ် game ပဲဖြစ်ဖြစ်ကျွန်တော်တို့မလောင်ပါနဲ့ကျွန်တော် AC လေးနဲ့ကျွန်တော်စိတ်ချမ်းသာတာပဲဆော့ပါကျွန်တော်တို့ကဘယ်လိုပြောရမလဲနားတဲ့အချိန်မှာပျော်ကျွန်တော် game ဆော့တာပဲသိလား game ဆော့ပျော်ကျွန်တော် game ဆော့တာကို game ဆော့ပြီးတော့ကျွန်တော်ဒေါသထွက်နေရမယ်ဆိုရင်အထိပ္ပယ်မမရှိတာအဲ့တော့နောက်ဆုံးပြောချင်တာကတော့ game ဆော့ရင်မလောင်ပါနဲ့အဲ့တော့ကိုယ့်ကိုမေးခွန်းပြန်မေးပါဘယ်လိုပုံစံမျိုးနဲ့ဒီ game ကိုဆော့မှာလဲငါ pro player လိုက်ကိုတွားချင်တာလားဒါမှမဟုတ်ငါအပျော်ပဲဆော့ချင်တာလားကိုယ့်ကိုပြန်မေးပါအပျော်ဆော့မယ်ဆိုရင်အပျော်ပဲဆော့ပါ
ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဒိန်းဆိုရင်မလောင်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်